ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် Galaxy 3D လေးကိုကျွန်တော်အသုံးပြုပုံလေးကျွန်တော်ဆက်ပြရစေနော်အရင်ဆုံးထုံးမှန်တာကျွန်တော်တို့ setting ထဲကိုတစ်ချက်ဝင်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကရောင်းချိန်ဟိုတက်မှတ်မှာပေါ့နော်ကျွန်တော်က16ချိန်ဒါတက်မှတ်ပြီးသွားပြီပေါ့နော်ထားပါတော့နောက်တစ်ချိန်18ဒီရောင်းချိန်ကိုကျွန်တော်တို့ကဖြတ်လို့လည်းရတယ်ပြင်လို့လည်းရတယ်နော်ကျွန်တော်ကတော့ဖြတ်လိုက်မယ်နော်အသစ်ပြန်သွင်းပေးမယ်နော်ဟုတ်ပြီပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာ18ချိန်လို့ကျွန်တော်ကဒါထားပါတော့ဘယ်နှချိန်ရှိမှန်းလည်းကျွန်တော်မသိဘူးဒါပေမဲ့လို့ကျွန်တော်ဒါအစမ်းပြနော်18ချိန်ပေါ့နော်ဟုတ်ပြီပြီးသွားလို့ရှိရင်ကော်မရှင်ကကိုယ့်ရဲ့အထက်ထိုင်ကိုပေးတဲ့အစပေါ့နော်35ပေါ့ပြီးရင်သူရော်တဲ့အစပေါ့နော်950သူ့အစ100ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ရောင်းချင်ဖွင့်ပြီးတော့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီနေရာမှာကျွန်တော်တို့ပိတ်ကနန်းကကြောင့်ကျွန်တော်တို့ကကနန်းသုံးလုံးထည့်ပေးရမယ်နော်တုံညာထွန်ပိတ်မယ်ပြီးရင်ထည့်မျိုးနှိပ်မယ်ပြီးရင်အနီအောင်ပေါင်းခလုတ်လေးနှိပ်ပြီးတော့ထပ်ပြီးတော့ထည့်လို့ရနော်1နဲ့3ထည့်မြည်ပြီးတော့အနီအောင်ပေါင်းခလုတ်လေးနှိပ်4 5 6ထည့်မြည်ပေါ့နော်ဒါတွေကပိတ်ကနန်းနေနော်ထည့်လို့မရဘူးပြီးတော့ထွက်ကနန်းကြောင့်ပြီးမှကျွန်တော်ထွက်ပြပေးမယ်နော်ဘောက်ချာပြင်ဖြတ်မြတ်တန်းဘောက်ချာပြင်ဖြတ်မြတ်တန်းကျွန်တော်တို့ကဘောက်ချာဖြတ်ထားရတယ်ပြင်ထားရတယ်ကျွန်တော်ကြည့်လို့ရတဲ့နေရာပေါ့နော် copy manage ကကြတော့ကျွန်တော်ဗီဒီယိုတက်ပြောထားတာရှိတယ်ဒီဗီဒီယိုထဲမှာတော့ကျွန်တော် copy ကူးထည့်လို့ရတဲ့ copy ကူးထည့်တဲ့ပုံစံတွေ print ထုတ်တဲ့ပုံစံတွေကိုတိကျပြောပြသားမှာမဟုတ်ဘူးပေါ့နော်ဒီအောက်က reset ကကြတော့ကျွန်တော်တို့ကsoftware တစ်ခုလုံးကိုအသစ်ဖြစ်သွားအောင်ကျွန်တော်တို့ကပြန်ပြီးတော့ reset လုပ်တဲ့သဘောပေါ့နော်ဟုတ်ပြီဒါတွေရှင်းပြီးသွားပြီဆိုလို့ရှိရင် commission ဖွင့်မယ်နော် commission မဖွင့်ခင်မှာကျွန်တော်တို့ကဒီမှာဒီနေရာလေးကိုပေါ့နော်ရက်စွဲနေရာလေးကိုချက်နေပို့ထဲမဲ့အချိန်ကိုအရင်ရွေးပေးရမှာဖြစ်ပါတယ်နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ commission နဲ့ဝင်မယ်ပြီးရင်ကော်ကောက်နဲ့ဖွင့်မှာပေါ့နော်ကော်ကောက်တစ်ကောင်နဲ့ဖွင့်ရသေးတယ်ပြီးတော့ကိုမောင်ပေါ့နော် commission က35ချက်ဟုတ်ပြီနော်ပြီးတော့ထည့်မိပေါ့နော်ဒီမှာကျွန်တော်တို့ကဒီကော်သားတွေကိုလည်းကျွန်တော်တို့ကဖြတ်လို့ရတယ်နော် edit လုပ်ပြီးတော့ကျွန်တော်တို့ကပြင်ဖြတ်လို့ရတယ်နော်ပြင်လို့ဖြတ်လို့ရတယ် commission တွေမှားတာပဲဖြစ်ဖြစ် commission မှားပေးတာတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြင်ဖြတ်လို့ရတယ်နော်ဒီနေရာလေးသူနဲ့သက်ဆိုင်တဲ့နေရာလေးကို edit delete ဆိုတာပါတယ်အဲ့မှာကျွန်တော်တို့ကပြင်လို့လည်းရတယ်ပြင်မယ်ဆိုရင် edit ကိုနှိပ်ဖြတ်မယ်ဆိုရင် delete ကိုနှိပ်ပေါ့နော်ဒီမှာပေါ့နော် edit ဆိုရင်ပြင်တာ delete ကိုနှိပ်လိုက်ရင်ပြတ်သွားမှာနော်ဒါကြီးဒါပေါ့နော်ဒါဆိုကျွန်တော် grant တွေထည့်ပြမယ်ပေါ့နော်ဟုတ်ပြီတင်9ရှေ့သီးပြီး9000ဘူးဟုတ်ပြီနော်တင်9ရှေ့သီး9000ဘူးထည့်ပေးသွားပြီပြီးရင်ထိုးရအောင်နှိပ်ပြီပြီးတော့ထိုးမျိုးနှိပ်နော်ဒါဆိုရင်ထည့်ပေးသွားပြီနော်ပြီးတော့မောင်ထဲမှာကျွန်တော်တို့ကဒီမှာ1နှစ်လဲစီးစီ9000ဘူးထိုးရအောင်နှိပ်ထိုးမျိုးနှိပ်လိုက်နော်ဒါဆိုစင်းဝင်သွားပြီနော်နောက်ဘောက်ချာတွေကိုလည်းကျွန်တော်တို့ကကြည့်လို့ရတယ်နော်ဒီအောက်မှာဘောက်ချာပုံလေးတွေပြီးတော့ print ထုတ်လို့လည်းရတယ်ပေါ့နော်အဲ့ဒါတွေကကျွန်တော်တိကျမှပြောပြတော့ဘူးနော်ဒီမှာအပေါင်းလက္ခဏာလေးနှိပ်ပြီးတော့စင်းထက်လို့လည်းရတယ်ဘောက်ချာကြည့်နေတဲ့မှာအပေါင်းလက္ခဏာလေးနှိပ်ပြီးစင်းထက်လည်းရတယ်နော်ပြီးတော့ဒီတစ်စောင်းလုံးကို copy ကူးပြီးတော့သူ့ကိုကျွန်တော်တို့ကဒီမှာပေါ့နော်ပို့ပေးလိုက်အောင်မှာကိုပေါ့နော်အမီကိုဘာညာပေါ့ခဏရက်နေ့ဘယ်နှချိန်မြောက်မှာဘယ်ဟာထိုးထားရပေါ့နော်စုစုပေါင်း commission ကဘယ်လောက်ကြံငွေကဘယ်လောက်အဲ့လိုမျိုးပေါ့နော်ဟုတ်ပြီထားပြီးသားလို့ရှိရင်ကျွန်တော်တို့ကမျိုးထဲမှာကျွန်တော်စရင်ထပ်မှာပေါ့နော်ဟုတ်ပြီပြီးသားလို့ရှိရင်ကျွန်တော်တို့ကဒီစရင်ရဲ့လဲကြရဲ့စရင်ရဲ့အချုပ်ရဲ့ပေါက်ချရဲ့ရှိရပေါ့နော်ကျွန်တော်လဲကြကြီးရဲ့နေရာမှာထားပါတော့ကျွန်တော်လဲကြကြီးရဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်ပြပြပေးမယ်နော်1နှစ်3ကိုကျွန်တော်1နှစ်3မရှိဘူး1နှစ်ပဲရှိရနော်ဟုတ်ပြီအဲ့တော့1နှစ်ကိုကျွန်တော်တို့ကဒီ search bar လေးမှာရိုက်လိုက်လို့ရှိရင်ဒီမှာပေါ်လာတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ထောက်လိုက်အဲ့မှာဘသူတွေကဘယ်လောက်ဟိုးဆိုတာကိုပါတယ်ပေါ့နော်ဘယ် commission တွေကဘယ်လောက်ဟိုးဆိုပြီးတော့ကျွန်တော်တို့ပြပေးထားပါတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒါလေဂျာကြီးရတဲ့ပုံစံပေါ့နော်အားလုံးလေဂျာ total လေဂျာကြီးတဲ့ပုံစံနော်ပြီးတော့ break ဖြတ်တော့မှာဗျာကျွန်တော်ဟုတ်တယ်နော် break ဖြတ်တော့မှာဖြစ်လို့ကျွန်တော်တို့က1000 break ပဲကျွန်တော်ဖြတ်လိုက်မှာနော်ဒါဟိုဟာများနေလို့ငွေမောက်များပြီးကနန်းနဲလို့1000 break ပဲဖြတ်လိုက်မှာပြီးရင်ကျွန်တော်တို့ကတင်ခွက်
နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒိုင်မီရွေးပေးရတယ်နော်ဒိုင်မီလေးတစ်ချက်ရေးပေးနော်ကိုတင်မဲ့ဒိုင်ပေါ့နော်ဦးပေါ့နော်ဟုတ်ပြီပြီးရင်အပေါင်းခလုတ်လေးနှိပ်လိုက်ဟုတ်ပြီအပေါင်းခလုတ်လေးနှိပ်ပြီးသွားလို့ရှိရင် तू ကဝင်သွားပြီနော်ပြီးရင်နောက်ထပ်ဒိုင်ထပ်ထည့်မယ်ဆိုလို့ရှိရင်ပြီးတော့အပေါင်းခလုတ်လေးထပ်နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒိုင်က2ယောက်ဖြစ်သွားပြီနော်ဟုတ်ပြီခုနက break ဖြစ်လာတဲ့ဟာကိုတင်မီကိုကျွန်တော်နှိပ်ကြည့်လိုက်ဘယ်ဒိုင်တင်မလဲဆိုတော့ကျွန်တော်တို့ကရွေးလို့ရတယ်နော်ကြိုက်တဲ့ဒိုင်ကိုကျွန်တော်တို့ကတင်လို့ရတယ်အိုတင်မလားကိုတင်မလားကျွန်တော်တို့ကတင်လို့ရတယ်နော်အိုတင်မယ်ဆိုလို့ရှိရင်အိုနှိပ်လိုက်နော်ဒါဆိုလို့ရှိရင်အိုတင်ပြီးသွားပြီပေါ့နော်ပြီးတော့တင်ခွက်ထဲကျွန်တော်တို့ကဝင်ကြည့်မယ်အိုမှာကျတော့စုစုပေါင်း4,82,000ကိုတင်ပြီးသွားပြီနော်ပြီးတော့အဲ့ဒီစင်းနဲ့တစ်ချက်ထပ်ဝင်မယ်ပြီးတော့နောက်တစ်ချိန်ထပ်ဝင်မယ်ထပ်ဝင်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ3D မှာဆိုလို့ရှိရင်ဘောက်ချာကိုပြင်ဖြတ်မှတ်တမ်းကျွန်တော်တို့ကထည့်ပေးထားရနော်ပြင်လို့ရတယ်နော်ကဏ္ဍတွေကိုပြင်လို့ရတယ်နော်ကဏ္ဍထပ်တိုးတွေပါရှိရင်ပြင်လို့ရတယ်ဖြတ်လို့လည်းရတယ်နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကအထက်တိုင်ကိုမပို့ခင်နော်အထက်တိုင်ကိုပို့ပြီးမှတော့ပြင်လို့မရတော့ပို့ပြီးသွားမှဆိုလို့ရှိရင်ဇရားရဲ့ရှုပ်ကုန်မှာဆိုလို့မပို့ရင်ကျွန်တော်တို့ကပြင်လို့ရတယ်ဖြတ်လို့ရတယ်နော်ဒီမှာဒီအခဲရမုံလေးနဲ့လိုက်လို့ရှိရင်ငွေမောင်းပြင်မှာလားကဏ္ဍပြင်မှာလားအဲ့လိုမျိုးရတယ်နော်ပြီးသားလို့ရှိရင်ကျွန်တော်တို့ဒီမှာအပေါ်မှာ print ပုံလေးရှိတယ် print ထုတ်ပေးလို့လည်းရတယ်ဒါမှမဟုတ် copy ခလုတ်လေးရှိတယ် copy ခလုတ်လေးနှိပ်ပြီးတော့ copy ကူးပြီးတော့ကိုယ့်ရဲ့ထက်ထောင်ကိုပို့ပေးလိုက်လို့ရတယ်ဟုတ်ပြီနော်ဒီပုံစံတိုင်းလေးပို့ပေးလိုက်လို့ရတယ်ဟုတ်ပြီဒါကြတော့ break ဖြတ်တဲ့အပိုင်းပေါ့နော်ဒါကျွန်တော်ပြပေးတာပြီးတော့စင်ရင်ပေါ့နော်နောက်ထပ်ထားပါတော့ကျွန်တော်တို့break ဖြတ်တဲ့နေရာမှာကျွန်တော်နောက်တစ်ခုပြောချင်တာနောက်ထပ်ကျွန်တော်တို့ကကဏ္ဍတွေထပ်တိုးဝင်လာလို့ရှိရင်ထပ်ပြီးတော့ဒီဘက်မှာပဲဖြတ်သွားလို့ရတယ်နော်ဖြတ်သွားလို့ရတယ်နော်ပြီးရင်ကျွန်တော်တို့ဒါကိုစိတ်ထားလို့ရတယ်နော်ဟုတ်ပြီပြီးတော့လို့ရှိရင်ကျွန်တော်တို့ကစင်ရင်ပေါ့နော်စင်ရင်ထဲမှာဆိုလို့ရှိရင်ဒါပေါက်သီးမထည့်ရသေးတော့ကျွန်တော်တို့ကဘာမှမရှင်းပေးရသေးဘူးဟုတ်တယ်နော်ပြီးတော့အချုပ်အဲ့ဒါတွေလည်းကျွန်တော်ပေါက်သီးပြင်ထည့်လိုက်မယ်နော်ဖက်ကနန်းပြင်ထည့်လိုက်မယ်တင်းနဲ့ကိုထည့်လိုက်မယ်နော်ပြီးရင် save ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပေါက်သီးထည့်ပြီးသွားပြီဖြစ်တယ်ပေါ့နော်စရင်နောက်ကိုချက်သွားကြည့်မယ်ဒီမှာထွက်ကနန်းထဲမှာကျွန်တော်တို့စရင်ပြပြီတင်းနဲ့ထွက်သွားပြီဒီမှာဘယ်သူမှဘယ်လောက်ဟိုးဘယ်ဝါမှဘယ်လောက်ဟိုးဒီဟာတွေကိုလည်းတစ်ထောင်ချင်းစီကိုယ့်ရဲ့သက်ဆိုင်တဲ့ဟာကိုပေးပို့လို့ရတယ် copy ကူးပြီးတော့ပေးပို့လို့ရတယ်နော်ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်မျိုးရဲ့ဘောက်ချာကိုခုနပို့လိုက်တယ်ကိုရဲ့ဘောက်ချာကိုကိုပို့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကိုစီကိုပေါ်ပြီးကူးပြီးဒီလိုလေးပို့လိုက်ရပါပဲเนาะရှုံနေဒါကကြတော့အချိန်ရင်နဲ့ပေါ့နော်အချိန်ရင်နဲ့ပြီးသားလို့ရှိရင်ကျွန်တော်တို့ကအချုပ်ဆိုတာကကြတော့ကျွန်တော်တို့ဒီတစ်ချိန်မှာ18ချိန်မှာကြတော့ကျွန်တော်တို့ကဟိုကော်သမားစုစုပေါင်းရဲ့အသရင်အရှုံးမြတ်တွေရဲ့ဗရိတ်အရှုံးမြတ်တွေရဲ့ကျွန်တော်တို့ကပြပေးသွားတာဖြစ်တယ်ပေါ့နော်တွက်ကဘယ်လောက်ဖို့ပေါက်တီးရဒဲကဘယ်လောက်ဖို့ပါတယ်ဘာညာအစားကျွန်တော်တို့ကော်နှုတ်ပြီးငွေကဘယ်လောက်ကအစားကျွန်တော်တို့ပြပေးသွားတယ်နော်ပြီးရင်ကျွန်တော်တို့ဘောက်ချာများရောက်ကျွန်တော်တို့ကဒါခုနကမပြောခဲ့လေရလို့ဒါတဦးချင်းစီဘောက်ချာကြီးတဲ့ဟာပေါ့နော်ဒီပုံစံလေးပါနော်အသေးသေးကကျတော့ကျွန်တော်တို့ software ဝယ်ယူတဲ့အခါကျလို့ရှိရင်ကျွန်တော်ဒီ software ရဲ့အသုံးပြုပုံအသေးစိတ်ကိုကျွန်တော်ကိုလာအောင်မေးမြန်းလို့ရပါတယ်